Star Wars Jedi Survivor 2019ခုနှစ်အတွက် Star Wars Jedi ရဲ့ Four Order ရဲ့နှုတ်ဆက်ပွဲဖြစ်ပြီးတော့မှ Respawn Entertainment နဲ့ Development လုပ်ခဲ့ပြီးတော့မှ EA ကနေ Public လုပ်ခဲ့ရဖြစ်ပါတယ်2023ခုနှစ် AP လ28ရက်နေ့မှာထွက်ရှိခဲ့ပြီးတော့မှ PS5 Xbox Series S PC တို့ထွက်ရှိခဲ့ရဖြစ်ပါတယ်ဆက်လန်တော့ Jedi Knight ဖြစ်လာတဲ့ K-State ကိုအဓိကထားပြီးတော့မှဂလာဒီရဲ့ Empire အောက်မှာအသက်ရှင်ဖို့ကြိုးစားရတဲ့အချိန်ကိုပြထားဖြစ်ပါတယ်။ Four Order ပြီး9နှစ်ကျော်ကြာသွားပြီးတော့မှ Kara Empire ကိုစန့်ကျင်တိုက်ခိုက်နေတဲ့ Resistance Fighter တယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Empire အင်အားပိုအင်အားကြီးလာခဲ့ပြီးတော့မှ Judy ဟာနဲလာခဲ့တာကြောင့် K ရဲ့စိတ်ကြီးမှုတွေပိုညစ်လာခဲ့ရဖြစ်ပါတယ်။ဒီနေ့မှာတော့ High Republic Era နဲ့ဆက်ဆက်တဲ့lower plan တွေ Selector တွေကိုရှာဖွေနေတဲ့ Forest Duty တယောက်ဖြစ်တဲ့ Deacon Gera နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။